ဟုတ်ကဲ့ကျွန်တော်ရဓမ္မမိတ်ဆွေသူတော်စင်သူတော်ကောင်းများအားလုံးနဲ့ဂုဏ်တော်ဂါထာတော်မန္တန်တော်တွေကိုရွတ်ဖတ်တဲ့ဆယ်ပူဇော်လို့တော့ကျွန်တော်ရဓမ္မမိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ရဲ့ BPL YouTube channel ကနေကြိုဆိုလိုက်ပါတယ်ခင်ဗျဒီနေ့မှာတော့ကျွန်တော်ရဓမ္မမိတ်ဆွေများအားလုံးအတွက်မဟာဗောဓိမြိုင်ဆရာတော်ကြီးမိန့်တော်မူခဲ့တဲ့အရဟံနဲ့အရဟံတိတ်ရဲ့အကြောင်းကိုကျွန်တော်ဖတ်ထားမိသလောက်ကျွန်တော်လေ့လာထားမိသလောက်ကိုကျွန်တော်ရဲ့ဓမ္မမိတ်ဆွေများအားလုံးအတွက်ပြန်လည်ဝေမျှပေးခြင်းပါတယ်ခင်ဗျဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့အရင်ကလည်းဗီဒီယိုတင်ခဲ့မှုတာရှိပါတယ်အခုတစ်ခါလဲကျွန်တော်စီကိုနောက်ထပ်ရောက်ရှိလာတဲ့ဓမ္မမိတ်ဆွေများအားလုံးအတွက်ဘဟုတုတတစ်ခုတရားဓမ္မအတိတစ်ခုတိုးပွားရရှိစေဖို့ပြန်လည်ဝေမျှတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျအခုကျွန်တော်ဝေမျှတင်ဆက်ပေးသွားမယ်အရဟံနဲ့အရဟံတိတ်ဆိုတဲ့အကြောင်းအရာကလည်းကျွန်တော်ရဲ့ဓမ္မမိတ်ဆွေများအားလုံးအတွက်အကျိုးရှိစေပြီးအသုံးဝင်စေလိမ့်မယ်လို့လည်းအပြည့်အဝယုံကြည်မိပါတယ်ခင်ဗျဒါဆိုရင်တော့ကျွန်တော်ရဲ့ဓမ္မမိတ်ဆွေများအားလုံးအတွက်မဟာဗောဓိမြိုင်ဆရာတော်ကြီးမိန့်တော်မူခဲ့တဲ့အရဟံနဲ့အရဟံတိတ်ဆိုတဲ့အကြောင်းကိုအခုလိုပဲစတင်လိုက်ချင်ပါတယ်ခင်ဗျအရဟံကို၃မျိုးခွဲထားတာရှိပါတယ်ခင်ဗျအရဟံအရဟံအရဟံဆိုပြီးကြတော့၃မျိုးရှိပါတယ်အရဟံဆိုတာလူနာပြမတက်ရှိတရဝပေါင်းရဲ့ကိုးကွယ်ရမြတ်စွာဘုရားအရဟံဆိုတာကကြတော့ကိလေသာမြူမုံတစ်ဆက်တောင်မြမရှိတော့ကိလေသာကင်းစင်သောမြတ်စွာဘုရားအရဟံဆိုတာကကြတော့မကောင်းမှုကိုစိတ်ကြွယ်ရအရမှာပင်မပြုသောမြတ်စွာဘုရားလို့အရဟံကို၃မျိုးခွဲထားတာရှိပါတယ်ဂုဏ်တော်၉ပါးရဲ့ထိတ်ဆုံးဂုဏ်တော်အရဟံတစ်မျိုးတည်းကိုပွားနေရင်တော့အပေတကားပိတ်ရုံမကဘူးကျွန်တော်တို့ဗုဒ္ဓဘာသာရဲ့အမြတ်ဆုံးပန်းတိုင်ဖြစ်တဲ့နိဗ္ဗာန်လမ်းအထိတောင်အရောက်ပို့ပေးနိုင်စွမ်းရှိတယ်လို့ဆိုပါတယ်ခင်ဗျစပယ်ပန်းကိုဆောင်ရင်စပယ်ရင်နှန်းလေးတဲ့ခန္ဓာမှာမွေးနေတယ်လို့ပဲအရဟံဂုဏ်ကိုဆောင်ရင်လေအရဟံရဲ့ဂုဏ်ရင်နှန်းလေးတဲ့ခန္ဓာကိုယ်မှာမွေးနေပါလိမ့်မယ်လူတွေနတ်တွေပြမာတွေကတင့်ကိုလေးစားလာမယ်ဒါကြောင့်လူနာပြမာတင့်ကိုချစ်မယ်အရဟံဂုဏ်တွေအပြည့်ရလာရင်လိုချင်တဲ့စန္ဒတွေလည်းပြည့်ဝလာမယ်အောင်မြင်လာမယ်အရဟံမှာအရဟံတိတ်ဒီအဆင့်ရောက်လာတဲ့သဘောကအရဟံဂုဏ်ကိုအချိန်ချင်းပွားများအားထုတ်ရင်အင်အားကြီးမားလာမယ်တိတ်ဒီမြောက်လာမယ်တိတ်ဒီမြောက်ပြီးသွားရင်တိတ်ဒီပေါက်လာမယ်အရဟံတိတ်ဒီကိုအချိန်ချင်းပွားရင်တမာရီစိတ်တည်ငြိမ်မှုစွမ်းအားကြီးလာပြီးတကိုးထက်မြက်လာမယ်ဒါကြောင့်အရဟံဂုဏ်တော်ပရိစိတ်တာပြဿနာမရှိဘူးကုသိုလ်ရတယ်စိတ်ကိုစင်ကြယ်စေတယ်အရဟံတိတ်ဒီဆိုရင်သင်ဟာတကိုးရှိလာမယ်အောင်မြင်သူဖြစ်လာမယ်ဆိုတော့ပြဿနာကမိစ္ဆာအဖြတ်သမားများနဲ့ရင်ဆိုင်ရခြင်းပဲမိစ္ဆာအဖြတ်ဟူသည်အခြေခံကြော်ရမယ်မိစ္ဆာအဖြတ်၃မျိုးရှိတယ်နံပါတ်1ဘုံကြည့်ခြင်းနံပါတ်2ပျော်တိုင်းမှန်ခြင်းဤနှစ်ချက်သည်လူလာများပြီးအလုတ်ပြတ်အောင်ဖျက်ဆီးခြင်းပင်ဖြစ်တယ်နံပါတ်3အဖြတ်ကမိမအဖြတ်ပင်သည်ဘဝပေါင်းများစွာကသင်နဲ့ပတ်သက်ခဲ့မှုတဲ့မယားဟောင်းတွေကိုသင်စီမရောက်အောင်ဆေလွတ်ခြင်းပဲဖြစ်တယ်အဖြတ်များလို့၍သင်စိတ်ကိုစမ်းသူများသည်များသောအားဖြင့်ရုပ်ကဆိုကန္ဓဘာနာတို့ပင်သည်သင်အောင်မြင်ရင်ကြီးညိုကူညီဆောင်ရွက်သူများလည်းသူတို့ပဲဖြစ်တယ်အောင်မြင်သူတိုင်းမှာကြီးမားတဲ့အခက်အခဲတွေရှိတယ်ဒါဟာတဘာဝရဲ့နေရာမှာတစ်ခုပါပဲဒါကြောင့်အရဟံတိတ်ဒီပတိစိတ်ရင်အမြဲတတိထားရမှာကမိစ္ဆာအဖြစ်ပဲအခုမှစပြီးအရဟံတိတ်ဒီကိုကျင့်နေသူမှာမိစ္ဆာအဖြစ်ပို့ပြီးများလိမ့်မယ်တိတ်ဒီနဲ့မဟိဒီမဟိဒီနဲ့အိတ်ဒီအချင်းချင်းအပြန်အလှန်အကျိုးဆက်တွေရှိတယ်တိတ်ဒီကမိမိရည်ရွယ်ထားတဲ့အတိုင်းအလုပ်ကိစ္စတစ်ခုကိုပြီးမြောက်အောင်မြင်သွားခြင်းကိုတိတ်ဒီမြောက်သွားတယ်လို့ခေါ်တယ်အရဟံတိတ်ဒီပတိကို45ရဲ့အဋိဋ္ဌံဝင်ပြီးပတိစိတ်လို့အတိုင်းတစ်ခုအထိ
အလိုဆန္ဒပြေဝခြင်းဟာတိတ်ရီမြောက်ခြင်းအောင်မြင်သွားခြင်းပဲထပ်တလဲလဲတိတ်ရီမြောက်လာရင်တိတ်ရီထက်မြင့်တဲ့မဟိဒီအဆင့်ကိုရောက်လာမယ်တိတ်ရီကတကိုးကြီးလာတာမဟိဒီကပို၍တကိုးကြီးလာတာမဟိဒီကကြီးမားတဲ့တကိုးစွမ်းရင်ကမြေကိုရှိုး၍မိုးကိုပြန်နိုင်တယ်ဇာပိညံရတပတိယတိယဟမဟိဒီရှင်တွေဖြစ်လာကြတယ်ပဋိစိတ်ခြင်းတီလာဆောက်တည်ခြင်းပရိပဋ္ဌာန်ရွတ်ဆိုခြင်းတွေကအကျဉ်းရည်တွက်များလာရင်အဲ့ဒီလူဟာတိတ်ရီဓာတ်ရလာတယ်တိတ်ရီဓာတ်တွေမြင်မာလာရင်မဟိဒီဓာတ်အဖြစ်ပုံမစွမ်းထက်တဲ့တကောတွေပိုင်ဆိုင်လာမယ်ဒါကြောင့်တိတ်ရီကြောင့်မဟိဒီဖြစ်လာတာကအကျိုးနဲ့အကြောင်းပဲတိတ်ရီဓာတ်မဟိဒီဓာတ်တွေရလာရင်အဲ့ဒီလိုခေါ်တဲ့အလိုဆန္ဒတွေပြည့်ပြည့်စုံလာတယ်အဲ့ဒီဓာတ်သည်တိတ်ရီဓာတ်မဟိဒီဓာတ်တွေထက်ပိုပြီးလေးနဲ့တကောကြီးတယ်အရဟံဂုဏ်တော်ရဲ့အစွမ်းကမိမိရဲ့စိတ်စွမ်းရင်ကိုတကောထက်စေုံမကဘူးတိတ်ရီပေါက်နိုင်တယ်မဟိဒီညောင်းနိုင်တယ်အဲ့ဒီရှောင်းနိုင်တယ်အရဟံပရိစိတ်ချင်းသည်ကုသိုလ်စိတ်ကိုဖြစ်စေတယ်အရဟံတိတ်ရီကတော့ကုသိုလ်လည်းရတယ်စွမ်းအားလည်းရတယ်တကောလည်းကြီးတယ်အလိုဆန္ဒလည်းပြည့်ဝတယ်ဆိုပြီးမဟာဗောဓိမြိုင်ဆရာတော်ကြီးမိန့်တော်မူခဲ့တယ်အရဟံနဲ့အရဟံတိတ်ရီရဲ့အကြောင်းကိုကျွန်တော်ဖတ်ထားမိသလောက်ကျွန်တော်လေ့လာထားမိသလောက်ကိုကျွန်တော်ရဲ့ဓမ္မမိတ်ဆွေများအားလုံးအတွက်အခုလိုပဲပြန်လည်ဝင်မြတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာမူရင်းရေးသားတင်ဆက်သူများအားလည်းအစင်ထာဝရလေးစားဂုဏ်ပြုလျက်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲရပ်လိုက်ပါတော့မယ်ခင်ဗျာကျွန်တော်ရဲ့နောက်ထပ်အသစ်တင်ပေးသွားမယ့်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြပါဦးမယ်နော်